မနဲ့ပြန်ဆက်ရင်လက်ချံတွေးလေဝေဝါနာကဟာမြဲမြောင်လင်းသလိုမဖြစ်တာလက်ခံနိုင်မှာကဘာကြီးကိုကောင်းမြင်တတ်အောင်မင်းလာပြောတဲ့ခန္ဓာမောင်မိုက်တဲ့ငါဘွားတွေကိုလင်းအောင်စားလို့ဖြာချောင်းဘဝမှာသက်ရှင်ရတာတိတ်ပဲရှိတဲ့ခိုက်တဲ့ဘယ်ကြောင့်ဆိုတို့လူသားတွေဒီမြေတာတက်ကိုမြင်ငယ်ထို့တူမနဲ့မကင်းတာနားလဲခြင်းနဲ့ရင်ချက်နင်နာမရှိနေပြစီတော့ချောင်းစင်းနေရဲ့